Okay ဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်က Road to Emmaus ရွာသို့သွားရလမ်း Road to Burma နော် Road to Rangoon Road to Mandalay နော်ကြိုက်တယ်လို့ပြောပါဒါပေမဲ့ဒီနေ့ပြောမယ့်အရာကတော့ Road to Emmaus ရွာလေးကိုသွားတဲ့လမ်းမှာဖြစ်ပျက်လေးတွေကျွန်တော်တို့ခံယူမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘယ်ချိန်မှာဖြစ်ခဲ့လဲဆိုတော့သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးတော့ရဲ့အနေငယ်ကြာတဲ့အခါမှာဖြစ်သွားတယ်ဆိုတော့သူအသေးခံပြီး3ရက်မြောက်တော်နေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒီချိန်မှာတမျိုးလုံးမှာ topic နော်ထိပ်စီးသတင်းကတော့ယေရှုအကြောင်းပဲဒီဘာသာရေးကောင်းဆောင်တွေကလည်းအလောင်းကိုခိုးသွားတယ်လို့သူတို့ကတပုတ်လူလင်းပြောနေတယ်ကောလာဟာလာလွင့်နေတယ်ယုံကြည်သူတွေကလည်းရှင်ပြန်ထမြောက်တဲ့ယေရှုကိုကိုယ်တိုင်တွေ့ရတဲ့လူပေတုကလည်းတွေ့ပြီးသွားပြီအမျိုးသမီးတစုကလည်းတွေ့ပြီးသွားပြီဆိုတော့အဲ့တော့ဒီຢာကအရန်ကို hot ဖြစ်နေတဲ့အချိန်မှာသခင်ယေရှုကိုဖူးတွေ့ခဲ့ရတဲ့လူနှစ်ယောက်အကြောင်းကိုကျွန်တော်ကြည့်ရအောင်နော်ဆိုတော့လူကာခန်းကြီး24အငယ်73မှာကြည့်မယ်ဆိုရင်ထိုမှတပါတပည့်တော်နှစ်ယောက်တို့သည်ယေရုရှလင်မြို့နှင့်ခရီး4တိုင်กว่าသောအေမောက်အမည်ရှိသောရွာသို့ထိုနေ့၌သွားကြစဉ်သူတို့ကအေမောက်မြို့ကိုအေမောက်ရွာကိုသူတို့သွားကြတယ်ဖြစ်ခဲ့ပြီးတော့အကြောင်းအရာလုံးစုံကိုအချင်းချင်းဆွေးနွေးပြောဆိုကြ၏ထို့သို့ဆွေးနွေးပြောဆိုကြစဉ်တွင်ယေရှုသည်ချင်းကပ်၍သူတို့နှင့်တူကြွတော်မူ၏ယေရှုကသူတို့စီကိုချင်းကပ်ပြီးတော့မှသူတို့နောက်ရောက်ရှိလာတယ်သခင်ယေရှုကကျွန်တော်တို့အနားမှာရှိတော်ဘုရားဖြစ်တယ်ကျွန်တော်တို့နဲ့တူသွားတော့အေမာနွေလဘုရားဖြစ်တယ်ထိုသူတို့သည်မျက်စိချုပ်လျက်ရှိ၍ကိုတော်ဖြစ်သည်ကိုမသိကြကိုတော်ကလာနေပြီကျွန်တော်တို့ကမမှတ်မိသေးဘူးတခါလေးမှာကျွန်တော်တို့မျော်လင့်တဲ့ပုံစံနဲ့ဘုရားကမလာဘူးဘုရားကကျွန်တော်တို့ကိုကောင်းကြီးပေးတဲ့အခါဘုရားကကျွန်တော်တို့ကိုထင်ရှားပြသတဲ့အခါမှာကျွန်တော်တို့ထင်ထားတဲ့အကွက်နဲ့သူကမလာဘူးယူရလူမျိုးတွေဂျူးတွေကတော့ဒီလူမျိုးရေးခေါင်းဆောင်ဖြစ်တဲ့ယေရှုကိုမျှော်နေတဲ့အချိန်မှာယေရှုကအသေးခံဖို့ရောက်ရှိလာတယ်ဒီနေ့ကျွန်တော်တို့မရိပ်မိလို့တာဖြစ်တယ်ဘုရားခင်ကကျွန်တော်တို့အတွက်ကြီးမားသောຢာတွေကိုလှုပ်ဆောင်ပေးဖို့ရန်တွေရောက်ရှိနေပြီထိုသူတို့သည်မျက်စိချုပ်လျက်ရှိ၍မမြင်ကိုတော်ကလည်းသင်တို့ဒီခီးသွားလျက်အချင်းချင်းဆွေးနွေးသောစကားကအဘယ်သို့နီးဘယ်သို့သောစကားနီးအဘယ်ကြောင့်မျက်စိညှိုးငယ်ကြသနည်းဟုမေးတော်မူတဲ့အခါမှာတဲ့နော်ယေရှုကမင်းတို့ဘာတွေဖြစ်ကြရလဲလို့မေးတဲ့အခါသူတို့ကစပြီးတော့ပြောတော့တာအဲ့ထဲမှာပါတဲ့ကလောဖာလို့အမည်ရှိတဲ့သူကမင်းယေရှုယေရုရှလင်မှာဧည့်သည်ဖြစ်လို့မသိတာအခုဖြစ်ပြနေတာမသိဘူးလားဆိုယေရှုကိုတို့ကတော့မှနော်အားမလို့အားမရနဲ့ဒီအကြောင်းတွေမှာမသိရန်ကောဆိုပြီးယေရှုကိုပြန်ပြီးတော့တို့ကဆရာလုပ်နေတာယုံကြည်သူတွေဒီလိုပဲတခါလေးမှာဘုရားခင်ကကျွန်တော်တို့ကိုပြောနေပြီကျွန်တော်တို့ကတခါဘုရားကိုကျွန်တော်ပြန်ပြီးတော့ဆရာလုပ်နေတာကိုတော့နော်တောရက်ဖြစ်တယ်မိုးချုပ်နေပြီနော်ဒီလူတို့ကြီးကိုကျွေးဖို့ဆိုတာမုံဘဲဆိုင်မှာသွားဝယ်မှာလေဖိလိပ္ပုကနော်တင်ပြတာမဖြစ်နိုင်တဲ့စီးရင်ကိုတင်ပြတာကျွန်တော်လူသားတွေအရင်တော်တယ်နော်ဖြစ်နိုင်တဲ့အရာတွေကိုပြုစုဖို့အတွက်မဖြစ်နိုင်တဲ့အရာကိုကျွန်တော်စီးရင်ပြုစုဖို့ကအင်မတန်အားတန်တဲ့သူတွေဖြစ်တယ်ဒီမှာလေယေရှုကိုတော်တိုင်လာနေပြီသူတို့ကယေရှုကိုတော်မှဘာလို့မသိရတာလဲဆိုပြီးပြစ်တင်နေတာချစ်တော်ဓမ္မမိတ်ဆွေတွေကျွန်တော်တို့ကြုံတွေ့ရတဲ့နေ့စဉ်သက်တာမှာယေရှုကိုဖိတ်ခေါ်ပါဒါပေမဲ့ယေရှုလာတဲ့အခါမှာသူကကျွန်တော်တို့ထင်တယ်လို့မလာဘူးတခါလေးမှာကျွန်တော်တို့မမျှော်လင့်တဲ့ပုံစံနဲ့လာတဲ့အခါမှာကျွန်တော်တို့ကမရိပ်မိတတ်ဘူးဆိုတော့မျက်စိကချုပ်နေတာမမြင်နိုင်တာကိုတော်ကားတဲ့အဘယ်အကြောင်းအရာနည်းဟုမေးတော်မူလင်ထိုသူတို့ကနာဇရက်မြို့သားယေရှုရဲ့အကြောင်းအရာဖြစ်တယ်တဲ့သူကဘုရားခင်ရှေ့လူအပေါင်းတို့ရှိမှနှုတ်သက်တိလက်သက်တိနဲ့ပြည့်စုံတဲ့ prophet ဖြစ်တယ်ထိုသူကိုယေဘရဟိအကြီးတွေနဲ့ငါတို့မင်းတွေကအသေးသက်တယ်လောကတိုင်းမှာကွပ်မျက်တယ်အဲ့ဒီသူကဣသရေလမျိုးကိုရွေးနှုံအံ့တော်သူဖြစ်တယ်ငါတို့ဒီအထက်ကမျော်လင့်တယ်ထိုများမကထိုအကြောင်းအရာဖြစ်၍ယခု3ရက်တောင်ရှိပြီနော်တဲ့ငါတို့အပေါင်းဖော်မိန်းမတချို့ကတင်းញိုင်းတော်တို့ဆောဆောသွား၍အလောင်းတော်ကိုမတွေ့လျင်သခင်ယေရှုအသက်ရှင်တော်မူသည်ဟုပြောသောကောင်းကင်တမန်ထင်ရှားရာယူပါယံကိုမိမိတို့မြင်ကြောင်းကိုပြန်လာ၍ပြောဆိုဖြင့်ငါတို့သည်မိန်းမောတွေ့ဝေခြင်းရှိကြ၏ဘုရားခင်ကသခင်ယေရှုကရှင်ပြန်ထမြောက်ပြီးတဲ့ချိန်မှာအားလုံးသိတဲ့အတိုင်းပဲအမျိုးသမီးတစုကမနေ့စောကြီးသွားပြီးတော့မှသင်္ကြန်တော်သွားတယ်နန္ဒာစီမွေးနဲ့သွားပြီးတော့လိမ့်ချံဖို့သူတို့ရဲ့ထုံးစံအတိုင်းအလောင်းကိုသွားပြီးတော့စီနဲ့ဂုံပြူတာပေါ့ဂရဝပြူတာပေါ့ဒါပေမဲ့အလောင်းကအဲ့နေမှာမရှိတော့ဘူးယေရှုရှင်ပြန်ထမြောက်သွားပြီလွန်ခဲ့တဲ့တစ်ပတ်တုန်းကဘေသနိရွာမှာနတ်ဆိုးခုနှစ်ကောင်ထွက်သွားတဲ့အရန်ကိုလွတ်မြောက်သွားလို့အရန်ဝမ်းသာတဲ့မာဂဒလမာရိထိုမျိုးသမီးကမာရိကဘေသနိရွာမှာသူရဲ့ကြောက်ဖြူခွက်ကိုခွဲပြီးတော့မှယေရှုကိုစီးနဲ့လိမ့်ချတဲ့အခါမှာယူဒရှာကာယုံနဲ့ကျန်တဲ့သူတွေကစိတ်ထဲမှာအားမလို့အားမဖြစ်ဒီလောက်ဈေးကြီးတဲ့ကိုရိုက်ခွဲပစ်လိုက်တာယေရှုအတွက်ရိုက်ခွဲတာအတွက်စင်းရဲသားတွေပေးပို့ကောင်းလားလို့သူတို့ကတွေးတဲ့ခါမှာယေရှုကပြောလဲဆိုတော့စင်းရဲသားမင်းတို့နဲ့တူရှိရဲငါအတူမရှိဘူးလေခွဲပါစေနော်ပူဇော်ပါစေပေါ့ဆိုတော့ပြောချင်တာကကျွန်တော်တို့ဘုရားခင်ကိုအကောင်းဆုံးနဲ့ပူဇော်ဖို့အတွက်ဘုရားခင်ကထိုက်တန်တော်ဘုရားဖြစ်တယ်အာမင်သူ့ကိုပူဇော်ခွင့်ရတဲ့အချိန်မှာကျွန်တော်တို့ပူဇော်ဖို့ပဲဖြစ်တယ်နောက်ကျတဲ့အချိန်ရှိနိုင်တယ်တကယ်လို့သာမာရိကအဲ့တုန်းကမပူဇော်လိုက်မိဘူးဆိုရင်တော့
အဲ့ဒီနေ့သင်ချိုင်းမှာ तू ဘလောက်ကောင်းကောင်းကြောက်ဖြူကွက်ဘယ်နှခွက်ပဲယူလာယေရှုရဲ့အလောင်းကိုလိမ့်ချံဖို့အခွင့်အရေးမရှိတော့ဘူးဘာလို့လဲ तू ရှင်ပြန်ထမြောက်သွားပြီဒါကြောင့်ကျွန်တော်အမြဲပြောလို့ရှိတဲ့စကားကိုကျွန်တော်ကိုသတိရတဲ့ခါတိုင်းပေါ့ကျွန်တော်ခီးသွားတာဖြစ်စေ Monday to Friday ကျွန်တော်မတွေ့ရတဲ့အချိန်မှာဖြစ်စေတိုက်ဆိုင်တဲ့ခါမှာသတိရတဲ့ခါမှာဆင်ခြင်ရမယ့်အရာကတော့အသက်ရှင်ခြင်းရဆိုတာအသက်ရှင်လုံးခဏပဲပူဇော်လို့ရတာဖြစ်တယ်တည်သွားရင်တော့ဒါ၍ကောင်းငင်ရှိပြီးမှကျွန်တော်တို့ကအလူငွေထက်စရာလည်းမလိုတော့ဘူးစိုက်ပျိုးစရာလည်းမလိုတော့ဘူးရစ်ပူဇော်လည်းမလိုအိုချင်းနာချင်းတေချင်းကင်းတဲ့တန်ရှင်းလို့ကောင်းကင်နမတွေကရွတ်ဆိုနေတဲ့ဘုရားရဲ့မျက်မှောက်တော်မှာကျွန်တော်တို့ထာဝရနေရမှာဒါကြောင့်ဒီလောကမှာခက်ခဲတယ်လို့ထင်ရပေမဲ့အသက်ရှင်ခြင်းရဲ့ဆိုတာဒီလောကမှာအသက်ရှင်လုံးခဏလေးပူဇော်ရတာဒါကြောင့်လို့ယောမခန်းကြီး7 ငယ်1 နဲ့မှာပြောသလိုဘုရားနှစ်သက်တာပါလေကျွန်တော်တို့ရဲ့စိတ်သွေးကိုတောက်မိလို့တဲ့ကျွန်တော်တို့ရဲ့နွားသားကိုစားမိလို့ဘုရားခင်ငါစားလာမင်းတို့ငါမပြောဘူးတဲ့တောတစ်ထောင်ငါပိုင်တယ်တဲ့ဘုရားကမစားပါဘူးဘုရားကကျွန်တော်တို့အလူတွေမလိုပါဘူးဒါပေမဲ့ကျွန်တော်တို့ကောင်းကြီးရဖို့ကျွန်တော်တို့ဘုရားနှစ်သက်တာဘာလဲဆိုတော့ကောင်းကင်မန္တာစီးပူးဖို့အတွက်ဒီလောကမှာကျွန်တော်တို့ကအသက်ရှင်နှုန်းခဏအသက်ရှင်ခြင်းပူဇော်တာဖြစ်ပါတယ်အာမင်နာမရှိလို့ပြောအောင်အသက်ရှင်နှုန်းလေးလှုပ်เสียရှိရလှုပ်ပါလို့ပြောအောင်နော်အသက်ရှင်နှုန်းလေးလှုပ်เสียရှိရလှုပ်အောင်ဟာလေလုယာအာမင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကထာဝရကာလအသက်ရှင်မဲ့သူများဖြစ်တယ်အာမင်ကိုတော်ကယခုပြောတဲ့စကားတွေကိုယုံနိုင်အောင်မင်းတို့ဉာဏ်မရှိစိတ်ခိုင်မာသောသူတို့ခရစ်တော်ကအသေးခံပြီးတော့ဘုံစည်းစိမ်ကိုဝင်စားရမည်မဟုတ်လောလို့မိန့်တော်မူပြီးတော့သူကမောရှေရဲ့ပြည့်ညတ်တွေကိုအကုန်လုံးပြောသွားတယ်တောက်လျှောက်ပြောသွားတဲ့ခါမှာနော်ကျွန်တော်တို့ရှေလုကာ24 ငယ် 29 တူကဖတ်ရအောင်ထိုသူတို့ကအကျွန်ုပ်တို့နဲ့တူဝင်၍နေပါဟုညဦးအချိန်ရောက်ပြီးမိုးလဲချုပ်ပါသည်ဟုကိုတော့ကိုကြက်သွေးဆောင်ကြ၏ထို့ကြောင့်သူတို့နဲ့တူနေခြင်းကဝင်တော်မူ၏ပြောကြည့်ပါအောင်ကြက်သွေးဆောင်ကြ၏ယေရှုကကျွန်တော်တို့ကိုလာပြီးတကားခောက်ပြီးအိမ်မှာလာလဲမယ်ဆိုရင်ကျွန်တော်တို့ကြိုဆိုရမယ့်သူဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ဆုံးသောကာလမှာကျွန်တော်တို့ကယေရှုကိုပြန်ပြီးတော့မှမရမကဖိတ်ခေါ်မှာအင်္ဂလိပ်လိုမှာ urge ဆိုတာကနော် requested ပို့ပြီး degree မြင့်တယ်နော်သူကမရမကကိုရောမလိုက်လို့မဖြစ်ဘူးကိုရောကျွန်တော်တို့နဲ့သူမိုးချိုးပြီးကိုရောဆက်မသွားနဲ့နော်ကိုရောလို့သူမသိဘူးအဲ့ချိန်မှာအဲ့နှစ်ယောက်ကယေရှုကိုသခင်လို့မသိသေးဘူးသူတို့ကမိုးချုပ်လို့သူတို့ကအဲ့လူကို concern ပေါ့မိုးချုပ်ပြီဆိုတာသူက safe မဖြစ်ဘူးအဲ့ဒီခေတ်တုန်းကဆိုတော့မိုးချုပ်ဖြစ်တဲ့အတွက်မသွားနဲ့ယေရှုကလည်းသူကမူတာသွားမယ်သူတို့ကလည်းမသွားနဲ့အခုကျွန်တော်ယုံကြည်သူတွေကနော်ဘုရားကျောင်းကိုလာဖို့ကျွန်တော်တို့ပါစတာတဲ့ခေါ်နေရတာအမှန်တကယ်ကပါစတာကနော်သခင်ယေရှုကကျွန်တော်တို့အသင်းအုပ်ကြီးဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ကယေရှုကိုကြက်သွေးဆောင်မှာခုကယေရှုကအသင်းသားတွေကိုကြက်သွေးဆောင်နေရတာနော်အဲ့မှာအေးမောက်မြို့သွားတဲ့လမ်းမှာရှိတဲ့နှစ်ယောက်ကယေရှုကိုသူကမရမကခေါ်ခဲ့မိလို့တာယေရှုနဲ့သူမုံကိုဖဲလိုက်ချိန်မှာယေရှုထင်ရှားခြင်းကိုသူတို့မြင်တွေ့ခွင့်ရတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကခုချိန်မှာကြေခဲသောစားသောရင့်ကျက်သောယုံကြည်သူဖြစ်ဖို့ဘုရားခင်မျှော်လင့်တယ်လူတွေခေါ်ဖို့ပဲမဆောင်တော့ကျွန်တော်တို့ယေရှုဖိတ်ခေါ်ဖို့ပဲကျွန်တော်တို့မဆောင်တော့ဘဲနဲ့ကျွန်တော်တို့က initiate လုပ်ပြီးတော့မှကိုရော့ကိုမိမိအိမ်မှာဖိတ်ပါဟာလေလုယာမိမိရဲ့အသက်တာတကားကိုဖွင့်ပေးပါအလုံးမှာအစင်မပြေဘူးဆိုရင်ကိုရော့ကိုဖိတ်ခေါ်ပါကိုရော့ကကြွလာပြီးတော့တင့်ကိုကောင်းချီးပေးမှာဖြစ်တယ်ဟာလေလုယာမိသားစုထဲမှာခက်ခဲရှိတယ်ဆိုရင်ဆုတောင်းခြင်းနဲ့ကိုရော့ကိုဖိတ်ခေါ်ပါကိုရော့ကကြွလာမှာဖြစ်တယ်ဒီစကားလေးကိုကျွန်တော်အရင်သဘောကျတယ်ကိုရော့ကိုတဲ့ကြက်သွေးဆောင်ကြ၏ကြက်သွေးဆောင်လို့ယေရှုကထို့ကြောင့်တဲ့သူတို့နဲ့နေခြင်းကဝင်တော်မူ၏တကယ်လို့ဒါတော်ကြီးခေါ်ရဆိုရင်ကိုတော့မိုးချုပ်ပြီးတော့ခင်ဗျာဆက်သွားရင်နည်းနည်းအနေများလာလေ you may come you want you can နော်ကျွန်တော်တို့ကြိုးစိုးပါတယ်အဲ့လောက်ပဲဆိုရင်ယေရှုလာမှာမဟုတ်ဘူးမရမကဖိတ်တာဒီနေ့ကျွန်တော်တို့နှလုံးသားမှာပြဿနာတစ်စုံတစ်ခုရှိလို့ယေရှုကိုရှာတာလည်းကောင်းတယ်ပြဿနာမရှိပေမဲ့လည်းယေရှုကိုကြက်သွေးဆောင်မယ်ဟာလေလုယာအသက်တာထဲမှာဖိတ်ခေါ်မယ်ကိုတော့ကျွန်တော်မိသားစုထဲမှာနေပါကျွန်တော်ရဲ့သားသမီးတွေတဲ့ကိုတော့ကိုဖိတ်ခေါ်တယ်ကျွန်တော်စီးပွားရေးတွေကိုတော့ကိုဖိတ်ခေါ်တယ်ကြက်သွေးဆောင်ပါအာမင်ဟေရှာယ55 ငယ် 6 သူကဖတ်ရအောင်တွေ့နိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာကြလော့နီးတော်မူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုကြလော့ဆိုတော့မတွေ့နိုင်တော့တဲ့ချိန်ရောက်လာနိုင်တယ်ခေါ်လို့မရတော့တဲ့ချိန်ရောက်လာနိုင်တယ်ကိုတော့အနီးပါးမှာမရှိတော့တဲ့ချိန်ရောက်လာနိုင်တယ်အဲ့ဒါနောက်ဆုံးမိုးတိမ်စီးပြီးကြွလာတဲ့ခါမှာနောင်တတရားဆိုတာဒီလောကမှာမရှိတော့ဘူးဝိညာဉ်တော်ကိုရုပ်သိမ်းသွားပြီခဲရင်ဆိုးရုပ်တော်ဘေးဒဏ်ကြီးကာလကနောက်ကနေလိုက်လာပြီအဲ့ဒီနောက်ချဖို့မဆောင်တော့ဘဲနဲ့ယခုချိန်မှာကိုတော့ကိုရှာရအောင်ပြောကြည့်အောင်တွေ့နိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာမယ်လက်ခုပ်တီးလက်တီးပြအောင်ထာဝရဘုရားကိုရှာမယ်ဟာလေလုယာအဲ့တော့ကြက်သွေးဆောင်တော့ယေရှုကသူတို့နဲ့လိုက်သွားပြီးတော့ရှင်လုကာအခန်းကြီး24 ငယ် 30မှာဇပွဲ၌သူတို့နဲ့တူလျှောင်းတော်မူစဉ်မုံကိုယူ၍ကျေးဇူးတော်ချီးမွမ်းပြီးမှမုံကိုဖဲ့၍သူတို့အားပေးတော်မူသည်တွင်သူတို့သည်မျက်စိပွင့်လင်း၍ဟာလေလုယာကိုတော်ဖြစ်သည်ကိုသိကြ၏ထိုအခါကိုတော်သည်
ကွယ်တော်မူ၏ကိုရောကဝိညာဏခန္ဓာကိုရှိပြီးရှင်ပြန်ထမြောက်ခြင်းတကူနဲ့သူကတနေရာကိုပျောက်ကွယ်သွားတဲ့အချိန်မှာတော့ဆိုတော့ဒီတပည့်တော်2ယောက်ကအေးမောက်မြို့သွားတဲ့လမ်းမှာသွားနေတဲ့တပည့်တော်2ယောက်ကယေရှုကိုဖိတ်ခေါ်တဲ့အခါမှာယေရှုကသူတို့နဲ့စပွဲမှာရောက်လာတယ်သူတို့မျက်စိပွင့်လင်းတဲ့အခါကိုတော်ဖြစ်တယ်ကိုသူတို့သိရတယ်ဒါကြောင့်ကျွန်တော်တို့မျက်စိပွင့်ဖို့ပဲလိုတာကိုတော်ကရှိတော်မူပြီးသားဖြစ်ပါတယ်အာမင်ဒါနဲ့တပည့်တော်တို့ကလမ်းခီးနိုင်တဲ့နော်ငါတို့ next slide လမ်းခီးနိုင်တဲ့ငါတို့ဟောပြော၍ငါတို့နဲ့ဟောပြော၍ကျမ်းစာနဲ့ကိုဖွင့်ပြတော်မူသောအခါငါတို့စိတ်နှလုံးသည်ယိုဖိတ်မတက်ဖြစ်သည်မဟုတ်လောဟုအချင်းချင်းပြောဆိုကြ၏အဲဒါကြောင့်ဝိညာဉ်တော်လမ်းပြခြင်းအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗိသိက်အားဖြင့်တရားဟောတဲ့အခါမှာနော် prophetic လို့ခေါ်တယ် prophetic preaching ခေါ်တဲ့အခါမှာကျွန်တော် prophet ပြုခြင်းဘာဖြစ်ဆိုတော့ဖြစ်ဟန်ရှေ့ဖြစ်ဟန်ကိုပြောတာလဲ prophet ပြုတာပါတယ်လို့ဘုရားပြောနေသောစကားကိုဟောတဲ့နှုတ်ကပတ်တော်အဲ့ဒါတွေကနှလုံးသားဟောဗျာကျွန်တော်ကိုပြောနေတာဟောတော့ကျွန်တော်ပြောနေတာပါလားတိုက်ရိုက်စိတ်နှလုံးယိုဖိမ့်မတတ်ပြောယေရှုကြောင့်ပဲပြောနေတာဖြစ်တယ် hallelujah theologian တွေကမပြောနိုင်ဘူး doctrine နဲ့ပြောလို့မရဘူးအဲ့ဒါက revelation နဲ့သွားတာဖြစ်တယ်ဒီနေ့မနေ့မှာကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့အားလုံးကိုဘုရားခင်ကမျက်စိပွင့်စေမှာဖြစ်တယ် hallelujahမျက်စိပွင့်လိုက်တယ်ဆိုရှင်သင်မမြင်ဘူးသေးတဲ့နယ်ပယ်နဲ့မြင်လိုက်ဆိုအရန်မုန်းစရာကောင်းတယ်ကချစ်စရာကောင်းဆုံးဖြစ်သွားတယ်တခါလေမှအရန်စွာချဲဖြစ်နေတဲ့လူကအမြင်တမ်းမှသူ့နှမအရန်ဝမ်းနေခဲ့တဲ့ရာတခုကသူ့ကိုတံပြန်ခွန်အားနဲ့ပြန်ပြီးတော့သူကြမ်းတမ်းသွားတာလည်းဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့မျက်စိပွင့်သွားတယ်ဆိုရင်တော့ရန်သူကိုပင်ချစ်နိုင်မှာဖြစ်တယ်တခါမှဂေယာစီကမနေ့မိုးလင်းတော့ good morning ဆိုတော့ထားလာတဲ့ခါမှာသူ့အတွက်က good morning မဟုတ်ဘူးရှုရိတက်တွေကသူတို့ကိုဝန်းရံထားတယ်အေလိရှဲနဲ့ဂေယာစီကိုအရန်ကြောက်တယ်ကိုတော့လှုပ်ပါအောင်ဟိုမှာရှုရိတက်တွေရှိရဆိုတော့အေလိရှဲကအေးစေပဲ open the eyes နော်ဘုရားခင်သူ့ရဲ့မျက်စိကိုဖွင့်ပေးပါလို့ဆုတောင်းလိုက်တဲ့ခဏချင်းမှာပြန်သွားကြည့်ဆိုသွားကြည့်တော့အိုးငါတို့ဘက်မှာရှိတဲ့ကောင်းကင်တမန်တွေကသူတို့ဘက်မှာရှိတဲ့ရန်သူတွေထက်ပိုများပါလားတဲ့ဂေဟာစီကဟာလေလုယာကျွန်တော်တို့မမြင်တတ်လို့တာဖြစ်တယ်ဘုရားကကျွန်တော်တို့ကိုယ်ခါနေတာဖြစ်တယ်ဟာလေလုယာသင်ကတော့အခုစိတ်သက်ချနေငါဘဝကဘယ်လိုလုပ်မလဲငါရဲ့အနာဂတ်ကြီးကပျောက်ကွယ်နေပြီကျွန်တော်ဘယ်လိုဆက်သွားမလဲကျွန်မဘယ်လိုဆက်သွားမလဲဝမ်းနေတယ်ဒါပေမဲ့တကယ်ကသင်မျက်စိချုပ်နေလို့မျက်စိပွင့်နေဆိုရင်ကိုတော့ပြုတ်မဲ့အရာတွေကမြောက်များစွာသင်ရှေ့မှာစောင့်နေတာဖြစ်တယ်အာမင်အဲကြောင့်ကျွန်တော်လူတစ်ထောင်ရှေ့မှာလဲကျွန်တော်တရားဟောတယ်လူတစ်ထောင်ရှေ့မှာလဲကျွန်တော်ဟောဘူးပြီးလူတောင်းတဲ့ချီရှေ့မှာကျွန်တော်ဟောတဲ့ခါမှာလဲဒီတိုင်းပဲအခု340ရှိလဲကျွန်တော်ဒီလောက်ပဲကျွန်တော်ရဲ့စိတ်ကအမြဲတမ်းအားလုံးအတွက်နှုတ်ကပတ်တော်ကလုံလောက်တယ်ဟာလေလုယာဆိုတော့ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့အရာကဒါကျွန်တော်တို့လမ်းဆုံးမဟုတ်ဘူးအာမင်ကျွန်တော်တို့ကတိုးပွားမဲ့အသင်းတော်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကလူအင်အားလည်းများပြားမှာဖြစ်သလိုကျွန်တော်တို့ကဝိညာဉ် level လည်းတိုးမြင့်မဲ့သူများဖြစ်ပါတယ်ဘယ်နှယောက်ကအာမင်ထူနိုင်လဲအာမင် wow praise the lord အဲ့တော့တပည့်တော်တွေကအဲ့ဒီယေရှုကိုသူတို့မြင်တွေ့လိုက်ရတဲ့ခါမှာပြန်စဉ်းစားငါတို့ကိုသူဟောတဲ့ຢာတွေကစိတ်နှလုံးယိုဖိတ်မတက်ဟောနေပါလားတဲ့ဒီနေ့ကျွန်တော်တို့အပြောကောင်းတဲ့သူတွေကတော့တည်ငါကျွန်တော်တို့ကိုနားရားပြေအောင်ဟောနိုင်ကောင်းဟောနေလိမ့်မယ်ဒါပေမဲ့ယေရှုကတင့်ကိုလာဟောပြီဆိုရင်တော့တခါလေးမှတရားဟောစရာတော့မလိုနှုတ်ကပတ်တော်ဖတ်နေနေဝိညာဉ်တော်ကကျွန်တော်တို့တိုးထိခါမှာညင်ဖြိုင်ကြပြီးတော့မှနားလေတဲ့ချိန်ရှိတယ်အာမင်အဲ့လိုစိတ်လုံးယိုဖိတ်ခြင်းကယေရှုကပဲတတ်နိုင်တယ်အဲ့ဒီစိတ်လုံးယိုဖိတ်ခြင်းကဝိညာဉ်တော်အဖြစ်ပဲတတ်နိုင်တယ်ဟာလေလုယာကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်တို့အိမ်မှာကျမ်းစာဖတ်နေတဲ့အချိန်မှာဘုရားခင်ကစိတ်လုံးယိုဖိတ်မတတ်နှုတ်ကပတ်တော်ဖွင့်ပြပါစေဘုရားကြောင့်လာတဲ့အခါမှာစိတ်လုံးယိုဖိတ်မတတ်နှုတ်ကပတ်တော်ရရှိပါစေချက်ချင်းပဲတို့မတည့်ရပြီးတော့မှငါတို့ယေရုရှလင်ပြန်သွားမယ်တစ်ချိန်တပါးသောသူတွေနဲ့သွားပြီးတော့စုဝဲမယ်ဆိုပြီးတော့မှတို့သွားတဲ့အခါမှာအဲ့ဒီမှာယေရှုကနောက်တစ်ခေါက်ပြန်လာတို့ပြန်တွေ့ရတယ်ချစ်တော်မိတ်ဆွေတခါလေးမှာကျွန်တော်တို့ယေရှုကိုကြက်တွေးဆောင်ခြင်းကြောင့်ကျွန်တော်တို့ရဲ့လမ်းကြောင်းတွေပြောင်းသွားတာရှိနိုင်ပါတယ်ထင်ထားတာတွေဘက်ကိုသွားမှာကျွန်တော်ဆိုရင်ငယ်တုန်းက GTI တက်ပြီးရင်ကျွန်တော်ပေါင်းကူ BE ယူမယ်ပြီး ME ပြီးလို့ရှိရင်ကျွန်တော် PhD ယူပြီးတော့ပါမောက္ခလုပ်ဖို့ကျွန်တော်စဉ်းစားထားတာဒါပေမဲ့ဘုရားခင်ကအခွင့်မပေးဘူးကျွန်တော် BE ဖြေမဲ့အချိန်မှာကျွန်တော်တို့က row 1 to 20ကကျွန်တော်တို့ဝင်တယ်ဒါပေမဲ့ကျွန်တော်က row 8နဲ့ကျွန်တော်အောင်တယ်တတိယနှစ်ကိုဖြစ်ချင်တော့အထက်ဘက်မှာပြီးအောက်ဘက်မှာသူတို့ခွဲလိုက်တဲ့ခါမှာကျွန်တော်က10တန်းအောင်လည်းမလိုရဲဆိုရန်ကုန်သွားပြီး10တန်းအောင်မလို့သွားထုတ်တယ်သွားထုတ်ပြီးတော့မှကျွန်တော်ကရုံးချုပ်ကိုသိပ္ပံနဲ့ပညာဝန်ကြီးဌာနကိုကျွန်တော်သွားလိုက်တယ်သွားပြီးတော့မှကျွန်တော် BE အတွက် interview ဖြေဖို့စင်းသွားတွင်းလိုက်တယ်အဲ့မှာရှိတဲ့အဲ့တုန်းကဒီစစ်တပ်ကနေပြန်ပြောင်းထားတဲ့သူတယောက်ခုထိကျွန်တော်သူမှတ်မိတယ်သူနာမည်ဘုံမူသူရဆိုတော့ဘုံမူသူရကျွန်တော်ပြောတယ်မှာဒါရတယ်ဒီမှာအခက်ဒါငါတို့ကရုံးချုပ်ကျွန်တော်သူ့အတန်တန်မိတယ်ဘုံမူကျွန်တော်ကအထက်ပေါ်မှာပြီးရဆိုတော့အောက်ပေါ်မှာပြီးမှအဆင်ပြေလားအဆင်ပြေတယ်ထားလိုက်ဒီမှာထားခဲ့ကျွန်တော်အပ်လိုက်တယ်ဖြစ်ချင်တော့ကျွန်တော်နာမည် interview မှာပါမလာတော့
ဆိုတငယ်ချင်းတွေကဖြေပြီးအောင်သွားကြတယ်ကျွန်တော်မှဖြေခွင့်အင်တာဗျူးဖြေခွင့်ရရင်ကျွန်တော်အောင်ပြီးသားပဲဘာလို့ဆိုတော့ကျွန်တော်စိတ်ချတယ်စာလဲရတယ်ဒါပေမဲ့ကျွန်တော်မရဘူးအဲ့မှာကျွန်တော်အဖေရောကျွန်တော်ဝิญဉ်ဖခင်ရောကျွန်တော်ပြောတယ်ဒါအဲ့ဒါလမ်းဆုံးမှမဟုတ်တာကိုကဒီလိုသွားခြင်းပဲဘုရားခင်ကအဲ့ဖက်ကိုသွားခွင့်မပြုတဲ့အတွက်ဘုရားသွားခိုင်းတဲ့လမ်းသွားပါတဲ့ဆိုတော့အဲ့မှာ GTI နဲ့ပဲကျွန်တော်ရက်လိုက်တယ်တိတ်ပံဘွဲ BSc လေးယူလိုက်တယ်စင်ကာပူရောက်သွားတယ်အတူနဲ့ပြောလို့ရှိရင်ကျွန်တော်ဘွားအဲ့ဒီဖက်ကိုမရောက်သွားဘူးတနေ့မှာတော့အမေရိကကနေဖုန်းလုပ်ဝင်လာတယ် Are you Kairos? Yeah ငါတို့က University တခုက HR department ပါဟုတ်ကဲ့နားထောင်လိုက်မင်းကငါတို့ adjunct professor ခန့်ချင်တယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဆွေးနွေးဖို့အတွက် Zoom နဲ့ interview လုပ်မယ်ဆိုပလိုင်းကျွန်တော်စီကိုစာရောက်လာပြီးတော့မှအတူနဲ့ပြောရင်ကျွန်တော်တက်ခဲ့တဲ့ Oral Roberts University ကနေကျွန်တော်သဘောကျလို့သူတို့ကဘာမှကျွန်တော်ရှောက်တာမဟုတ်ဘူးမရှောက်ဘူး application form လုံးဝမဖြည့်အခုထိမဖြည့်ဘူးကျွန်တော်ဒါပေမဲ့သူတို့ကတိုက်ရိုက်ကျွန်တော်ကို professor ခန့်တယ်ဆိုတော့တခါလေးမှာကျွန်တော်တို့ကဒီလိုနီးနဲ့သွားပြီး professor ယူဖို့လုပ်နေတာနော်ဘုရားကဒီဘက်ကနေသူကကြိုတင်အရန်တဲ့တောင်ထိပ်မှာတိုးတငယ်ကိုသူကဂျုံနဲ့ချုပ်မှာညှိပြီးသားဟာလေလုယာဒီနေ့အဲ့ဒီ professor လေးကျွန်တော်မမက်ဘူးအခုလဲကျွန်တော်တို့ပြောတယ်ကျွန်တော်အမေရိကကိုမလာနိုင်ဘူးကျွန်တော်အာရှနဲ့ Australia ပဲလှုပ်ရှုပ်နေတာလို့ကျွန်တော်ကိုခွင့်လွှတ်ပါလို့ကျွန်တော်ပြောတာသူတို့က online နဲ့တင်ပါတယ်မရမကကျွန်တော်တို့ကကြက်သွေးဆောင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့လိုချင်တဲ့ဟာကိုအခုမပေးသေးပေမဲ့ဘုရားကတာ၍ကောင်းသောရာကိုတစ်ချိန်မှပြန်ပေးနိုင်တဲ့ဘုရားဖြစ်တယ်အာမင်သူပေးတဲ့ခါမှာကျွန်တော်အရင်ကြီးတော့ excite မဖြစ်တော့အရင်တော့ကျွန်တော်စူးစမ်းပြီးတော့မှနော်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတွေကျွန်တော် PhD ရကျင်ခဲ့တာဒါပေမဲ့ဘုရားခင်ကကျမ်းစာပွဲနဲ့ဘုရားကကျွန်တော်ပြန်ပြီးတော့ပါမခဖြစ်စေတယ်ကျွန်တော်ပေါ်မှာပြုတဲ့ဘုရားခင်ကဒီမှာရှိတဲ့ညီမတွေနော်ဒီမှာရှိတဲ့ညီကိုမောင်တို့တွေလုံနိုင်တော့ဘုရားဖြစ်တယ်ယေရှုနာမနဲ့ထိုပိတ်တိတ်ကိုကြီးညာတယ်ကျွန်တော်တို့ရဲ့ဆွေစဉ်မျိုးဆက်တွေကယုံကန်စရာမလိုပဲဂျေဇုတော်ထဲမှာဟာလေလုယာနမိတ်လက္ခဏာကိုတလွာပြီးတလွာရရှိတော်သူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေတော့ချက်ကတော့ဗာလဲဆိုတော့နာခံဖို့တော့လိုတယ်ဟာလေလုယာယေရှုကအဆုံးစွန်ထိနာခံတဲ့အခါမှာအဆုံးစွန်ထိအမြင့်ဆုံးသောချီးမြှောက်ခြင်းကိုရရှိတယ်ကျွန်တော်တို့ကချီးမြှောက်ခြင်းကိုပဲလိုချင်တယ်ဒါပေမဲ့နာခံခြင်းကိုတော့ပတ်လက်ထားတယ်ဒီနေ့ယေရှုကတုံရီနဲ့သူကကိုတော်အဖဤခွက်ကျွန်တော်နဲ့လွန်နိုင်လွန်ပါစေဒါပေမဲ့ကျွန်တော်လူတိုင်းမဖြစ်စေပဲအဖလူတိုင်းဖြစ်ပါစေလို့သူကလုံးဝအုတ်တုံနာခံလိုက်တဲ့အခါမှာကောင်းကင်အောင်မြေကြီးပေါ်မှာယေရှုနာမထက်မြင့်မြတ်သောနာမမရှိတော့ဘူးဟာလေလုယာချီးမြှောက်ခြင်းအားလုံးအတွက်ဘုရားကိုပြန်လည်ဂုဏ်ပြုအောင်ဟာလေလုယာအာမင်ဒါကြောင့်အနစ်ချုပ်မယ်ဆိုရင် Road to Emmaus ရဲ့ဖြစ်ပျက်လေးကတော့နံပါတ်1သူတို့မတိလိုက်တဲ့အချိန်မှာယေရှုကသူတို့စီကိုအနီးပါးကိုချင်းကပ်လာတယ်မရိပ်မိဘူးချစ်တော်မိတ်ဆွေဒီနေ့ကျွန်တော်တို့ဒီမှာစုံတွေ့တာကျွန်တော်ကယေရှုမဟုတ်ပါဘူးဒါပေမဲ့ယေရှုကကျွန်တော်ကိုစုံတွေ့စေတာကျွန်တော်တို့မရိပ်မိလို့ပဲဖြစ်ဒါ divine connection ဖြစ်တယ်အာမင်ယေရှုနဲ့ယေရှုကိုပုံဆောင်တဲ့ယေရှုရဲ့ပုံဆောင်တော့ကျွန်တော်တပည့်တော်တွေဖြစ်တယ်ကျွန်တော်တို့တွေကနော်ကျွန်တော်တို့ကအတူခီးအတူသွားနေတာဖြစ်တယ်ဘယ်တော့လမ်းခွဲရမှာဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်တို့အတူသွားနေရတာဖြစ်တယ်ဘာလို့ဖို့လဲမျက်စိပွင့်လင်းပြီးယေရှုရဲ့အဖြစ်တော်ကိုထင်ရှားဖို့သိမြင်ဖို့အတွက်ဘုရားကကျွန်တော်တို့ခီးတူသွားစေတာဖြစ်တယ်ဟာလေလုယာအာမင်လူနှုတ်သဘောမတူရင်ဘယ်လိုခီးသွားလို့ရမလဲတဲ့အိမ်မောက်ထဲမှာပြောထားတယ်ကျွန်တော်တို့သဘောတူရအောင်ကျွန်တော်တို့မြင်ချင်တယ်ကိုတော့ကိုဟာလေလုယာကိုတော့ထင်ရှားလာပြီဆိုတော့ဖမ်းသွားချုပ်ထားတော့သူတွေကလွတ်မြောက်သွားမှာဖြစ်တယ်ကိုတော့ထင်ရှားလာပြီဆိုအမိဝမ်းတဲ့ကခြေမစွမ်းတဲ့သူကလမ်းလျှောက်လာမယ်ကိုတော့ထင်ရှားလာပြီဆိုရင်ခါကိုင်းတဲ့အမျိုးသမီး16နှစ်ရှိပြီပြန်ပြီးမတည့်ရလာနိုင်တယ်ဟာလေလုယာဒီမှာရှိတော့ကျွန်တော်ရဲ့အမတွေကျွန်တော်ရဲ့အတော်တွေကျွန်တော်ရဲ့အမေကျွန်တော်ရဲ့အန်တီတွေဒီနေ့တင်ရုန်းကန်ခဲ့တဲ့တင်ခါချိနေအောင်မိသားစုကိုလှုပ်ကြွေးခဲ့တဲ့ဖခင်ကြီးတွေမိခင်ကြီးတွေငါလည်းဘယ်တော့ရောက်မလဲငါ့ကိုဘယ်တော့ပြုစုမလဲဝမ်းနေပြီးတော့မှအားငယ်နေသလားဒီနေ့ပြန်တက်မရမှာကယေရှုကြောင့်ပဲဖြစ်တာလေလို့ရဒါကြောင့်ဒီအသင်းတော်တည်ထောင်ရခြင်းဒီမှာစုဝေးရခြင်းဘုရားရဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲလူအများကြီးလာဖို့လည်းအရင်မဟုတ်သေးဘူးရှင်းပြောရင်အများကြီးလည်းကျွန်တော်တို့ကြိုးဆိုတယ်ဒါပေမဲ့ရှိတဲ့သူတွေယေရှုကိုမြင်သွားဖို့တော့ရည်ကြီးဆုံးပဲဖြစ်တယ်ကိုတော့ထင်ရှားလာပြီဆိုရင်တော့လောကကိုအောင်မြင်တော်သူတဲ့အောင်မြင်တော်သူဖြစ်ရတာယေရှုကိုတင်တိတလောက်အောင်မြင်တာဖြစ်တယ်အာမင်တမန်တရားကိုတည်၍ထိုတမန်တရားတင်ကိုလွတ်စေမယ်ယောဟန်ခန်းကြီးရှိအငယ်30နှစ်မှာကျွန်တော်တို့ကတမန်တရားကိုနော်ကျွန်တော်တို့ကအငင်းပွားဖို့ပဲကျွန်တော်တို့ကတခါလေမှလေ့လာတယ်ဟိုဖွဲ့တွေဒီလိုပြောတယ်ငါဒီလိုကင်ထက်လိုက်မယ်ဆိုပြီးတော့မှကျမ်းစာကိုကျွန်တော်ဖတ်နေတာမဟုတ်ရဘူးကျွန်တော်တို့ကလွတ်မြောက်ဖို့အတွက်နှုတ်ကပတ်တော်ဖတ်ရအောင်အာမင်လူတွေနဲ့ညင်းဖို့ကျမ်းစာမဖတ်နဲ့တော့ကျွန်တော်တို့လွတ်မြောက်စရာတွေကကျမ်းစာထဲမှာဘုရားကတိုးထားလဲရှိတယ်အာမင်လက်ခုပ်တီးလက်ထိုးနှုတ်ကပတ်တော်ကိုကြိုဆိုရအောင်အာမင်ဒါကြောင့်ယေရှုတင်တဲ့ဒီနေ့ကျွန်တော်တို့တယောက်စီတိုင်းအတွက်အေးမောက်မြို့သွားရလမ်းမှာမရိပ်မိလို့တာဖြစ်တယ်ကိုတော်ကအနီးပါးမှာရှိတယ်ကိုတော်ကိုကြက်သွေးဆောင်ရမယ့်ချိန်ရောက်လာပြီအေလီယာနဲ့အေလိရှဲအေလီယာကမင်းနေခဲ့တယ်နော်ကျွန်တော်တို့ဆိုရင်တော့ကိုဆရာကနေခဲ့ဆိုရင်စိတ်ကောက်မှာ
ဒါမဲ့အေလိရှေပြောတာအေလိရှေကိုရောတက်ရှင်တဲ့တိုင်ဖျားခင်နေဘူးကိုရောလိုက်မယ်ဟာလေလုယာအခုဟာကျွန်တော်တို့ကယေရှုကကျွန်တော်တို့ပြန်ပြီးတကောက်ပြန်ပြီးတော့ခေါ်နေရတဲ့ချိန်ဖြစ်နေတာကျွန်တော်တို့ကပြန်ပြီးယေရှုကိုပြန်လဲတွေးဆောင်ရဟာလေလုယာယေရှုကိုရောမိုးချုပ်တော့မယ်မသွားနဲ့နေပါဒီမှာနေပါဆိုမနေတော့ပါနေပါငါသွားမယ်နေပါကိုရောလည်းမူတတ်တယ်နော်ကိုရောသွားနေပါကြက်တွေးဆောင်တော့ကိုရောနေသွားတယ်ဟာလေလုယာကိုရောတင့်စပွဲဝိုင်းကိုရောက်လာပြီဆိုရင်တော့ကိုရောကတင့်သမင်းဝိုင်းကိုရောက်လာပြီဆိုရင်တော့ကိုရောကတင့်မိသားစုရောက်လာပြီဆိုရင်တော့ဟာလေလုယာသူထင်ရှားပြသတဲ့ຢာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အာမင်လက်ခုပ်တီးရဖျောက်ချီးမွမ်းရအောင်ဒါကြောင့်နံပါတ်1မရိပ်မိလို့သာဖြစ်တယ်ကိုရောကအနီးပါးမှရှိတယ်နံပါတ်2ကိုရောချော့တာကိုမဆောင်တော့ဘူးကိုရောကိုကျွန်တော်ကကြက်တွေးဆောင်မယ်ကိုရောကျမတို့မိသားစုကိုနော်ကျွန်တော်တို့မိသားစုကိုကိုရောကြွလာတော်မူပါအာမင်နောက်တတိယအနေနဲ့တော့ကိုရောရဲ့အထင်ရှားမှုရလာတဲ့အခါသူတို့မနေနိုင်တော့ဘူးအိမ်ထဲမှာမနေတော့ချက်ချင်းပြေးပြီးတော့မှယေရုရှလင်မြို့ကိုပြန်ပြေးတာငါတို့ယေရှုနဲ့တွေ့တယ်ပြန်ပြောတယ်ဒီနေ့3ချက်ပဲဖြစ်တယ်ကိုရောနီးပါးမှာရှိတယ်မရိပ်မိလို့သာဖြစ်တယ်နံပါတ်1ကိုရောကိုကြက်တွေးဆောင်မယ်နံပါတ်3ကိုရောနဲ့တင်ထိတွေ့ပြီးရတဲ့အရာကိုဒီတိုင်းမနေတော့စပြီးတော့ဟောပြောရအောင်ဟာလေလုယာလူတွေကိုပြောကြရအောင်အာမင်လူတွေကိုဘုရားကောင်းမြတ်ကြောင်းတွေကိုကျွန်တော်တို့ကဝေငှတော်သူတွေဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်